အားလုံးပဲမင်္ဂလာပါ Test Studio ကကြိုဆိုပါရစေဒီနေ့မှာတော့ VPN တွေအများကြီးရှိတဲ့ထက်ကမှသုံးလို့ကောင်းဆုံး VPN 5ခုကိုဖျက်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတစ်ခုရှိတာကဒီ VPN တွေဟာဖုန်းအားလုံးနဲ့တော့အဆင်ပြေနေပါဘူးအဆင်ပြေတဲ့ဖုန်းရှိသလိုအဆင်မပြေတဲ့ဖုန်းတွေလည်းရှိနိုင်ပါတယ်ခုဖျက်ပြပေးသွားမယ့် VPN 5ခုတည်းကတစ်မျိုးစီကိုမိတ်ဆွေတို့ရဲ့ဖုန်းနဲ့အဆင်ပြေလာလို့စမ်းသပ်ကြည့်ဖို့အတွက်တက်ပြချင်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်နော်ကျွန်တော်ရဲ့ channel ဟာနေပညာဆိုင်ရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ပထမဆုံးတစ်ခုကတော့ Now VPN ဖြစ်ပါတယ် Now VPN ကို Play Store မှာလွယ်ကူ download ဆွဲလို့ရပါတယ်ကျွန်တော်တို့ Play Store ထဲကိုသွားပါမယ်ပြီးရင် box search bar မှာ Now VPN ဆိုပြီးတော့ရှာပေးပါပြီးရင် box က Now VPN ဆိုတာလေးကိုနေပေးပါနေပြီးရင် install ကိုနေပြီး download ဆွဲပေးပါနော် download ဆွဲတာပြီးသွားရင်တော့ Play Store ထဲကနေပြင်ကိုထည့်ပါမယ်ပြီးရင် download ဆွဲထားတဲ့ Now VPN ထဲကိုသွားပါဒီနေရာမှာဆိုရင်တော့ agree and continue ကိုနေပေးပါနေပြီးရင်တော့ခဏလေးစောင့်ဝေးပါဒါဆိုရင်တော့သူက network optimization တွေ run နေတာဖြစ်ပါတယ်ဒါဆိုရင်တော့ရပါပြီကျွန်တော်တို့က VPN ချိန်မယ်ဆိုရင်တော့ဒီစိတ်ရောင်လေးနဲ့ connect ဆိုတာကိုနှိပ်ပြီးတော့ချင်းလိုက်ရပါပဲဒါဆိုရင်တော့ VPN အသုံးပြုလို့ရရှိသွားပြီပဲဖြစ်ပါတယ် base တွေကပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်အနည်းရောင်လေးနဲ့ Discord ဆိုတာကိုနှိပ်ပေးပါဒီမှာလဲ Discord ကိုနှိပ်ပေးပါဒါဆိုရင်တော့ပြုတ်သွားပါပြီတကယ်လို့မိတ်ဆွေက server တွေအများကြီးနဲ့ရွေးပြီးသုံးချင်တယ်ဆိုရင်ဒီနားက automatic ဆိုတာကိုနှိပ်ပေးပါဒီမှာဆိုရင်ပေါ်ကဟာတွေကမိတ်ဆွေသုံးလို့ရတဲ့ free server တွေပဲဖြစ်ပါတယ်ဒီမှာဆိုရင် Germany, Japan, Singapore, United Kingdom နဲ့ United States ဆိုပြီးတော့ server 5ခုရှိပါတယ်အောက်ကဟာတွေကတော့လစဉ်ညစ်ပေးပြီးတော့ Premium Web သုံးမှသုံးလို့ရမယ့် server တွေပဲဖြစ်ပါတယ်ဒီ free server တွေထဲကမိတ်ဆွေသုံးချင်တဲ့ server တစ်ခုကိုနှိပ်လိုက်တာနဲ့ကားနဲ့ချစ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကတော့ Now VPN သုံးပြုံနည်းလေးပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ Cafe VPN ဖြစ်ပါတယ်ဒီ Cafe VPN ကိုလည်း Play Store မှာလွယ်ကူ download ဆွဲလို့ရပါတယ် Play Store ကိုသွားပြီးတော့ box search bar မှာ Cafe VPN ဆိုပြီးတော့ရှာပေးပါဒီမှာပေါ်လာတဲ့ coffee quest လေးနဲ့ cafe VPN ဆိုတာကိုနှိပ်လိုက်ပါပြီးရင် install ကိုနေပြီးတော့ download ဆွဲပါတော့ပြီးရင်တော့ဒီ cafe VPN application တဲ့ကိုသွားပါဒီနေရာမှာဆိုရင် agree and continue ကိုနှိပ်ပေးပါဒီမှာကတော့ pixel တို့သုံးရှင်တဲ့ဘာသာစကားကိုရွေးပေးပါကျွန်တော်ကတော့အင်္ဂလိပ်ကိုပဲရွေးပါမယ်ပြီးရင် okay ကိုနှိပ်ပါဒီမှာဆိုရင် around on the time ကိုနှိပ်ပေးပါချိန်မယ်ဆိုရင်တော့ဒီ power clock ကိုနှိပ်ပေးပါဒါဆိုရင် VPN ချစ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့က server တွေရွေးချယ်ခြင်းနဲ့ဆိုရင်အောက်က United States ဆိုတဲ့နေရာကိုနှိပ်ပေးပါဒါဆိုရင်တော့နိုင်ငံတစ်ခုစီကို server တစ်ခုစီထားပေးထားပါတယ်ဒီထဲကမိတ်ဆွေသုံးခြင်းတဲ့ server ကိုရွေးပြီးတော့သုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီ Singapore server ကိုပဲရွေးလိုက်ပါမယ်ပြီးရင်ချစ်ဆက်ဖို့အတွက်ဒီ power clock ကိုနှိပ်ပေးပါဒါဆိုရင်တော့ချစ်ဆက်ပေးနေပါပြီခုလိုမျိုးစိတ်ရောင်လေးဖြစ်သွားပြီဆိုရင်တော့ရသွားပါပြီ VPN ချိတ်လက်ပြီးပဲဖြစ်ပါတယ်မိတ်ဆွေကပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်ဒီ power clock ကိုပဲထပ်နေပါပြီးရင်ဘယ်ဘက်က Discord တက်ကိုနေပေးပါဒါဆိုရင်တော့ချိတ်ဆက်မှုပြတ်တောက်လိုက်ပြီးပဲဖြစ်ပါတယ်ဒါကတော့ Cafe VPN လေးပဲဖြစ်ပါတယ်တတိယတစ်ခုကတော့ Jet VPN ဖြစ်ပါတယ်ဒီ VPN လေးကတစ်ခါတလေမှာပိတ်ခတ်ရတယ်ဆိုပေမဲ့သုံးလို့ line ကောင်းတဲ့ VPN လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ VPN ကို Play Store မှာအလွယ်တကူ download ဆွဲလို့ရပါတယ် Play Store ကိုသွားလိုက်ပြီးတော့ box search bar မှာ Jet ဆိုပြီးတော့ရှာပေးပါဒီမှာ JPON လေးနဲ့ Jet ဆိုတာကိုနှိပ်ပေးပါပြီးရင် install နေပြီးတော့ download ဆွဲပေးပါ download ဆွဲတာပြီးရင်တော့ Play Store ထဲကနေဖျက်ပြီးတော့ Jet application တွေကိုသွားပါဒီမှာဆိုရင် account fill လို့ရတဲ့နေရာပဲဖြစ်ပါတယ်ညာဘက်က site app ကိုနေပြီးတော့ email ထည့်ပြီး account fill သုံးလို့ရပါတယ် site ဆိုတာကတော့မိတ်ဆွေမှာ Jet VPN account ရှိပြီးသားဆိုရင်တော့ဒီ site ကိုနေပြီးမိတ်ဆွေရဲ့ account ကိုထည့်ပေးရမှာပဲဖြစ်ပါတယ် account fill တာကတော့ Premium server တွေဝယ်သုံးမယ်ဆိုရင်တော့ account fill ပေးရမှာပဲဖြစ်ပါတယ်ဒီကဲလို့မိတ်ဆွေက account fill ခြင်းဘူးဆိုရင်တော့ guest star ကိုနေပေးပါပြီးရင်ဒီ power clock ကိုနှိပ်ပြီးတော့ VPN ချိတ်လိုက်ရောပါပဲဒီအောက်က select server ဆိုတဲ့နေရာမှာကတော့ server တွေရွေးလို့ရတဲ့နေရာတွေဖြစ်ပါတယ်ဒီအပေါ်ဆုံးက server ၄ခုဆိုရင်တော့ free သုံးလို့ရတဲ့ server တွေပဲဖြစ်ပါတယ်အောက်က server တွေရဲ့နိုင်ငံတွေမှာရွှေရောင် Vivo လေးတွေပါပါတယ်ဒီလိုမျိုးရွှေရောင် Vivo လေးတွေနဲ့ server တွေကတော့လက်စင်ကြီးပေးပြီးတော့သုံးရမယ့် VPN server တွေပဲဖြစ်ပါတယ်မိတ်ဆွေကသုံးရှင်တဲ့ server ကိုရွေးလိုက်ပါနော်ကျွန်တော်ကတော့မရွေးတော့ပါဘူးပြီးရင်ဒီ power clock ကိုနှိပ်ပြီးတော့ချိတ်ဆက်လိုက်ပါမယ်ဒါဆိုရင်တော့သူက VPN ချိတ်ဆက်နေတဲ့ချိန်တွင်းမှာကြော်ညာလေးတွေတော့ကြည့်ပေးရပါတယ်တကယ်လို့မိတ်ဆွေကကြော်ညာတွေမကြည့်ချင်ဘူးဆိုရင်တော့လစဉ်ကြီးပေးပြီးတော့ဝယ်တိုးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ချိတ်ဆက်ပြီးသွားပါပြီသူကကျွန်တော်တို့ကိုချိန်တနာကြီးပေးပါတယ်ချိန်တနာကြီးပြီးသွားရင်တော့ချိတ်ဆက်မှုဟာတက်တုံသွားပါပြီးတော့ပြန်လဲချိတ်ဆက်ပြီးတော့အသုံးပြုပေးရမှာပဲဖြစ်ပါတယ်ဒါကတော့ Jet VPN သုံးပြုနည်းလေးပဲဖြစ်ပါတယ်စတိုးတာတစ်ခုကတော့ VPN စာထုတ်ရှိပဲဖြစ်ပါတယ်ဒီ VPN ဟာလည်း Play Store မှာပဲလည်းဒီကို download ဆွဲလို့ရပါတယ်ကျွန်တော်တို့ Play Store ထဲကိုသွားပါမယ်ပြီးရင် search bar မှာ VPN စာထုတ်ရှိဆိုပြီးတော့ရှာပေးပါဒါဆိုရင်ပေါ်စုံမှာပေါ်လာတဲ့ VPN service ဆိုတာကိုနှိပ်ပေးပါပြီးရင် install ကိုနေပြီးတော့ download ဆွဲပေးပါနော် download ဆွဲတာပြီးသွားရင်တော့ဒီ VPN service ထဲကိုဝင်လိုက်ပါဒီနေရာမှာဆိုရင် around all the time ကိုနှိပ်ပေးပါပြီးရင်ဒီနာက United Kingdom ဆိုတဲ့နေရာကိုနှိပ်ပေးပါဒီမှာဆိုရင်တော့အမေစီတို့သုံးလို့ရတဲ့ server တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီထဲမှာ Germany server ကိုရွေးလိုက်ပါမယ်
ပြီးရင်ဒီ power clock ကိုနေပြီးတော့ချိတ်ဆက်လိုက်ပါမယ်ဒါဆိုရင်တော့သူက account fake ခံပါတယ် account fake ဖို့အတွက် sign in ဆိုတာကိုနေပေးပါပြီးရင်တော့ဒီညမှာ email တွေ gmail တွေ facebook account တွေရော apple id တွေနဲ့ပါချိတ်ဆက်ပြီးတော့သုံးပြလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ google account နဲ့ပဲ account fake မှာဖြစ်လို့ google ပုံလေးကိုနေလိုက်ပါမယ်ပြီးရင်တော့မိတ်ဆွေတို့ account fake ချင်တဲ့ google account တစ်ခုကိုရေးလိုက်ပါဒါဆိုရင်တော့အသုံးပြုလို့ရရှိသွားပါပြီ။ဖြစ်ဆက်ပြီးတာနဲ့ဒီနားမှာကျွန်တော်တို့ကိုခြေတနာကြီးပေးရပါတယ်။ခြေတနာကြီးပြီးတာနဲ့ VPN ဟာပြုတ်သွားပြီးတော့ကျွန်တော်တို့ကိုပြန်လည်ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ကတက်ဖုန်းမယ်ဆိုရင်ဒီ power clock ကိုထပ်နေပါ။ဒါဆိုရင်တော့ VPN ပြုတ်သွားပြီပဲဖြစ်ပါတယ်။ဒါကတော့ VPN စာထုတ်ရှိအသုံးပြုတဲ့နည်းလေးပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ Potato VPN လေးပဲဖြစ်ပါတယ်။ဒီ VPN ကိုလည်း Play Store မှာပဲလက်တကူ download ဆွဲလို့ရပါတယ်။ကျွန်တော်တို့ Play Store ထဲကိုသွားပြီးတော့ Potato VPN ဆိုပြီးတော့ရှာလိုက်ပါ။ဒီမှာပေါ်လာတဲ့အားလုံးပုံလေးနဲ့ VPN လေးကိုနေပေးပါ။ဒီရင် install နေပြီးတော့ download ဆွဲပေးပါနော် download ဆွဲတာပြီးတော့ရင်တော့ Play Store ထဲကနေထပ်ပြီးတော့ဒီ Potato VPN ထဲကိုသွားပါမယ်ဒီမှာဆိုရင် I agree ကိုနေပေးပါဒါကတော့ကျွန်တော်တို့ premium ဝယ်တော့ဖို့အတွက်လာကမ်းလှမ်းလာပဲဖြစ်ပါတယ်ကျွန်တော်တို့ကအပေါ်မှာအမပုံလေးကိုနေနေပါမယ်ဒီရင် free server ဆိုတဲ့နေရာကိုနေပေးပါနော်ဒီမှာဆိုရင် free သုံးလို့ရတဲ့ server တွေပဲဖြစ်ပါတယ်ဒီထဲမှာကျွန်တော်က Singapore server ကိုရွေးလိုက်ပါမယ်ဒါဆိုရင်သူက server ရွေးလိုက်တာနဲ့ VPN ကိုတခါတည်းချိန်ပေးနေပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ VPN ချိန်သွားပါပြီပြီးရင် backhost ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ VPN သုံးပြလို့ရရှိသွားပါပြီမိတ်ဆွေကပြန်ပြီးဖြုတ်ချင်တယ်ဆိုရင်တော့ဒီအားလုံးပုံလေးကိုပဲထပ်ပြီးတော့နှိပ်ပေးပါဒါဆိုရင်တော့ VPN ပြောတော့ပြီပဲဖြစ်ပါတယ်ဒါကတော့ Potato VPN သုံးပြတဲ့နည်းလေးပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ကအခုလက်ရှိချိန်နေမှာသုံးလို့ကောင်းတဲ့ VPN 5ခုကိုပြောပြပေးတော့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတဲ့သုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်တဲ့ဗီဒီယိုတွေကြည့်ဖို့တက်လဲကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါပြီးချင်တာရှိရင် comment မှာမေးပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်